2026နှစ်ထဲသို့ထာဝရဘုရားကျွန်တော်တို့ကိုပို့ဆောင်နေပါပြီဒီနေ့ကျွန်တော်တို့အတွက်ဖျားရှင်ပြင်ဆင်ပေးတဲ့နှုတ်တော်ထွက်တရားတော်မြတ်ဒီရှင်ပေတရုဩဝါဒစာပထမဆောင်ခန်းကြီး9အငယ်6ဖြစ်ပါတယ်။ထို့ကြောင့်ကာလအချိန်တန်လျင်ဘုရားသခင်သည်တင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်းတကိုးကြီးသောလက်တော်အောက်၌ကိုနှိမ်ချကြလော့။2026ရဲ့365ရက်ဤပထမဆုံးတော့ရက်မှာကျွန်တော်တို့ရဲ့ဒီတနာခေါင်းစဉ်ကအချိန်တန်လျင်ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်အချိန်တန်လျင်ဆိုတဲ့နှုတ်ကပတ်တော်ဟာနှစ်တစ်ကိုတိုင်းမှာတကယ်ကိုပြောမယ်ဆိုရင်စိတ်ကိုလှုပ်ရှားစေတဲ့နှုတ်ကပတ်တော်ဖြစ်တယ်။ဘာကြောင့်လဲဆိုတဲ့အခါမှာအချိန်တန်မဲ့နှစ်ကိုတနည်းတဲ့တနည်းနီးနေလို့ဖြစ်တယ်။ဟာလေလုယာ။ဟာလေလုယာ။အချိန်တန်တဲ့နှစ်ကတနည်းတခြားနီးလာလို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်တစ်ကိုတိုင်းမှာစိတ်တော်တော်လှုပ်ရှားတယ်။အော်ဘုရားသခင်ဒီတာကာမာကိုချီးမြှောက်မဲ့အကြောင်းကျွန်တော်ကလည်းတစ်သက်လုံးမှာနှစ်တိုင်းမှာဘုရားရှိမှနှိမ်ချဆိုတာနဲ့ကျွန်တော်ဝင်ထွက်ခဲ့တယ်ဆိုတော့အခုနှစ်တစ်ကိုဖြစ်နေပြီဆိုတော့ကျွန်တော်ကိုဘုရားသခင်ကချီးမြှောက်ဖို့ကတော့နီးလာပြီဆိုတဲ့အားကိုခံစားမိတဲ့အခါမှာညမှာလဲလွယ်နဲ့အိတ်လို့မရဘူးမနဲ့လဲဆက်ပြီးတော့အိတ်လို့မရအိတ်ချိန်ဆိုရင်အရန်နေတယ်ဒါပေမဲ့မျက်စိကိုဖန်ဆင်းတဲ့ဘုရားကအိတ်ယူဝခွင့်ပေးတယ်ဘုရားရှင်နာမကြီးတာရိပ်ပုံကြည့်ပါစေအဲ့တော့တင်တို့အတွက်ငါကြံစီတော့အကြံစီဟာတဲ့အကျိုးနေဘူးမဟုတ်ပဲအကျိုးရှိစီမိအကြံစီတာငါမှရှိတယ်ဆိုတဲ့ဂယုဏရှင်ရဲ့ကိုယ်တိုင်ကကျွန်တော်တို့ကိုအတိပေးခဲ့ပြီးပြီအတိပေးခဲ့ပြီးပြီဖြစ်တဲ့အတွက်ကြောင့်နှုတ်တွေကဘာလို့ရမလဲဟိုကမြောက်ရမယ်အဲ့ဒီအတွက်ကြောင့်ဆာလံဆရာကဆာလံ138အပိုက်ငယ်24မှာပြောထားလဲဆိုရင်ဒီနေ့ရဲ့ဒီထာဝရဘုရားစီရင်တော်မူသောနေ့ရက်ဖြစ်၍
ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အားအာမင်အာမင်ဘာကြောင့်လဲဆိုရင်ယနေ့ထာဘုရားသခင်ကျွန်တော်တို့ကိုချီးမြှောက်ဖို့ကျွန်တော်တို့ကိုလက်ဆင့်ကပ်ပေးမယ်ကျွန်တော်တို့ကိုပို့ဆောင်ပေးမယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်လူပြောမယ်ဆိုရင်ရင်တစည်းကဲ့သို့ဘုရားသခင်ချီးမြှောက်မယ်ဘုရားရဲ့လက်တော်ကိုပို့ဆောင်ပေးတဲ့နေ့ရက်ဖြစ်တယ်ဒီတဲ့ကမှာ2026ရဲ့ဥပြပြနေ့ရက်ဖြစ်တယ်အဲ့ဒီတော့ဒီဥပြပြနေ့ရက်မနေ့ပိုင်းမှာထာဝရဘုရားကိုချီးမွမ်းတဲ့ကိုးကွယ်တယ်အသီးနာဒီနဲ့ကျွန်တော်တို့ပူဇော်တယ်အလူငွေတွေထဲ့တယ်အလူငွေပူဇော်တကားတွေပူဇော်ခဲ့တယ်ပြီးတဲ့အခါမှာတီဆူချင်းအပြင်ကချင်းအပြင်ပါဝင်တဲ့တူတွေလည်းပါဝင်ပြီးသွားပြီနှုတ်ကပတ်တော်ကိုလည်းကျွန်တော်ခံယူမယ်ဒီချမ်းပိုက်ကိုလည်းနိုင်မယ်စီပိတ်တိတ်ချင်းလည်းယူမယ်ဒီအရာမနေ့ပိုင်းမှာပြီးသွားပြီဒါကဖယားကိုကျွန်တော်ပေးတယ်မနေ့ပိုင်းညညပိုင်းကကုမိသားစုအတီးတီးဘာသာချင်းတယ်မေးပြီးတော့ချက်မလားဆိုင်မှာသွားပဲလားဒါမိသားစုပိုင်းအာမင်အဲ့ဒီတော့အချိန်တန်လျင်ဖယားသခင်သည်တဲ့တင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်းလို့ပြောထားတယ်အဲ့ဒီတော့အချိန်တန်တဲ့အခါမှာဘုရားသခင်ကျွန်တော်တို့ကိုချီးမြှောက်ဖို့အလူငါတကူးကြီးတဲ့ဘုရားသခင်လက်တော်အောက်မှာကိုနှိမ်ချရမယ်ဘယ်လိုနှိမ်ချရမလဲဆိုရင်ယနေ့တိုင်ကျွန်တော်အသက်ရှင်ခြင်းတာကိုတော့အကြောင်းတာဖြစ်တယ်ယနေ့တိုင်ကျွန်တော်တွာလာလှုပ်ရှားခြင်းတာကိုတော့အကြောင်းတာလင်ဖြစ်တယ်ဒီနေ့ကျွန်တော်မြင်ရတယ်ကြားရတယ်ဆိုတာဝါဆိုတက်ရှူရတယ်ဆိုတာကိုတော့အကြောင်းတာဖြစ်တယ်ဒီနေ့တိုင်အောင်ကျွန်တော်မနေ့စာညစာတရီစာပိုက်စာတိုင်းမှာစာတောက်တမအားလုံးကိုတော့အကြောင်းတာလင်ဖြစ်တယ်ကျွန်တော်လုံနိုင်လို့မဟုတ်ပါကျွန်တော်ရှာနိုင်လို့မဟုတ်ပါကိုတော့အကြောင်းတာလင်ဖြစ်တယ်လို့ကိုတော့ရဲ့ဂျေဇူးတော်တက်ကြောင့်ဖြစ်တယ်လို့တကယ်ကိုနှလုံးသားထဲမှာဆွဲပြီးခံယူမယ်ဆိုရင်လုံးဝတည်ချပြီးထူဟာထာဝရဘုရားလက်တော်အောက်မှာနှိမ်ချတော်သူဖြစ်တယ်။ဘာကြောင့်လဲဆိုထူထုတ်တော်သူထွေးရကိုတိကျွမ်းပြီးဒီအတိုင်းအသက်ရှင်သွားတော်သူကဘယ်တော့မှမာနမထောင်ဘူး။ဘယ်တော့မှမဝါကြွားဘူး။ဘယ်တော့မှလူတွေကိုလည်းအထင်မသေးဘူး။လူကိုလူမြင်တတ်တယ်။အဲ့ဒီစိတ်ထားရှိတဲ့လူကဘာကြောင့်လဲဆိုရင်သူလည်းဘုရားကျွေးမှစားတဲ့လူပဲဘယ်သူကထင်သေးလို့ရမလဲသူကလမ်းလျှောက်ခွင့်ပေးလို့ဘုရားကလမ်းလျှောက်ခွင့်ပေးလို့ရှောက်နိုင်တဲ့လူပဲအဲ့ဒီအတွက်ကြောင့်ဘယ်သူကိုသူအထင်သေးလို့ရမလဲလမ်းမလျှောက်နိုင်တဲ့တယောက်ကိုကြည့်ပြီးအထင်သေးလို့မရဘူးတနာဖို့ပဲရှိတယ်ဆိုတော့ဒါကတကူးကြီးတော့လက်တော်ဆိုတဲ့ကမှာဒီတကူးကြီးတော့လက်တော်ကအမိန့်တစ်ချက်လေးပေးလိုက်ရင်အဖြူကအမဲဖြစ်သွားတယ်ပြီးတဲ့ကမှာအမြင့်တစ်ပံကြီးကအနှိမ့်ဖြစ်သွားတယ်နှိမ့်တဲ့တစ်ပံအမိန့်ပေးလိုက်ရင်မြင့်သွားတယ်ဆူပင်နေတဲ့တစ်ပင်အမိတ်ပေးလိုက်ရင်6တွေးသွားတယ်6တွေးသွားတဲ့အပင်အမိတ်ပေးလိုက်ရင်ဆူပြေသွားတယ်အဲ့ဒီတကူကြီးတော့လက်တော်အောက်မှာအမိတ်တော်အောက်မှာတွာလာလှုပ်ရှားတယ်ဆိုတဲ့ခံယူချက်ရှိတဲ့လူတယောက်ကဘဝမြင့်စရာအကြောင်းမရှိဘူးလူတွေလည်းအထင်သေးဖို့လည်းအကြောင်းမရှိဘူးလူတွေကိုလည်းနေစရာလည်းအကြောင်းမရှိဘူးနေ့စဉ်နေ့တိုင်းမှာအိုးဘုရားကကျွန်တော်ကိုတောင်းဝန်ယူတယ်ကျွန်မကိုတောင်းဝန်ယူတယ်အဲ့ဒီလူဟာဘုရားရဲ့တကူကြီးတော့လက်တော်အောက်မှာနှိမ်ချတော်သူဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ထွတ်ဟာအချိန်တန်တယ်တခါတလေအချိန်တန်ဆိုတာကိုတော့မကြခိုင်းနဲ့မြန်တန်အချိန်တန်ခိုင်းပါလို့မပြောပြမယ်ဖြစ်နေတယ်မဟုတ်ဘူးလားကဲဟုတ်ပြီကိုဝင်လွယ်တဲ့ကလေးကိုမြန်ကြည့်ချင်လို့လီလာလောက်မှခွေးမွေးရမလားဆောင်းဘောအချိန်တန်လေးမွေးလာမှာပါဟာလေလုယာဟာလေလုယာဟာလေလုယာဟောလာနိုင်ငံရဲ့ဘုရင်မကြီးပီလဟေမီနာဆိုတဲ့ဘုရင်မကြီးကတနည်းမေတော်သူ့အမေရှိကိုအလဲလာတယ်အလဲလာပြီးတော့သူတကားလာခောက်တယ်တကားလာခောက်တဲ့အခါမှာတကားမှာသူအပေါက်ရှိတယ်မေတော်ကကြည့်တဲ့အခါမှာတမီးအဲ့ဒါပဲမေတော်ကဘာပြောဆက်ဟောဟွန်ဘယ်တီပီတော့ဘယ်သူလဲလို့မေးတဲ့အခါမှာအဲ့ဒီသူ့ရဲ့တမီးကဟယ်မီနာကဘာပြောလဲဆိုရင်ကျမကဟောလန်ဘယင်ရဲ့ဘယင်မကြီးပါတဲ့မဖွင့်ပေးဘူးနောက်တစ်ခေါက်ပြန်ခောက်တယ်မဖွင့်ဘူး3ခေါက်တိတကားကိုခောက်တယ်3ကြိမ်တိတကားကိုခောက်တယ်အမေကမဖွင့်ပေးဘူးအဲ့ဒီခါမှာဤလေရီခဲဒီနင်းဒီလေကြနေတယ်ဆိုတော့တုံးပြီးတော့အဲ့ဒီခါမှာသူဘာပြောသွားလဲဆိုရင်3ကြိမ်လောက်တကားခောက်ပြီးမဖွင့်ပေးတဲ့ခါမှာပြန်မယ်ဆိုလည်းမဟုတ်ဘူးအမေနဲ့တွေ့ချင်လို့လာတာဖြစ်တယ်အဲ့ဒီခါမှာသူကဘာလို့လဲဆိုရင်နောက်တစ်ကြိမ်တကားခောက်ပြီးတော့အဲ့ဒီ
ပေလဟေမီနာကတကားခောက်ပြီးငိုတန်ကြီးနဲ့အမေတဲ့အမေတကားဖွင့်ပေးပါကျမမိမိရဲ့တမီးပါလို့ငိုတန်နဲ့တကားခောက်တဲ့အခါမှာအမေကဖွင့်ပေးတယ်ပြီးမှအိမ်ထဲကိုလက်ခံတယ်ကျမကဟောလန်ဘယင်မကြီးပါအမေမကြိုက်ဘူးအဲ့ဒီဘယင်မကြီးကဒီနေရာမှာတုံလို့မရဘူးငါကနင်းဘယင်မကြီးအထပ်ဖြစ်တော့နင်းကို6လ9လွယ်ပြီး10လမှာမွေးဖွားပြီးနှုတ်တိုက်ပြီးမိမိရဲ့ရင်ခွဲကြီးလာတဲ့လူကမိမိရဲ့ခြံထဲမှာဘယင်မကြီးဩဇာဘယင်မကြီးအရှင်အဝါနဲ့ဝင်လာလို့မရဘူးအိမ်ထဲမှာကြီးကျယ်ဆုံးမတယ်သူငိုတယ်တဲ့ခွတ်လို့ပါအမေတဲ့ဘယ်ချိန်မှပဲတကားဖွင့်ပြီးအိမ်ထဲဝင်ခွင့်ရတယ်လဲဆိုရင်ကျမကမိမိတမီပယ်ဟီမီနာပါဆိုပြီးငိုရင်းနဲ့អော်တဲ့ခါမှာအမေကဖွင့်ပေးတယ်ထာဝရဘုရားမှလည်းထုံနေလို့မယ်ကျွန်တော်ဟာဘာမှမဟုတ်ပါဒီနေ့တောင်ကိုတော့တာဝန်ယူတဲ့တာဝန်ခံတဲ့သားတယောက်ပါတမီတယောက်ပါလို့ငိုပြီးអော်ချီပါချက်ချင်းကျေးဇူးတော်တကားဖွင့်ပေးသွားမှာဖြစ်တယ်အာမင်အာမင်တဲ့လူချင်းတဲ့ရှုကနေချင်းညချင်းတဲ့ရောက်လာမှာဖြစ်တယ်ဖျားသခင်ရှိမှနေချမယ်ဥမာဒီဗိမာန်တော်ရောက်လာပြီဆိုရင်ကျွန်တော်အားလုံးကဘာလုပ်မလဲဖျားကိုကူးကွယ်ဖို့ဖျားကိုချီးမွမ်းဖို့အဲ့ဒီတော့ဒီဗိမာန်တော်တကောင်းဝင်တဲ့အခါမှာဘယ်လောက်ပဲချမ်းသာဒါကိုတည်လို့မရဘူးဘယ်လောက်ပဲတော်ဒါကိုတည်လို့မရဘူးကျွန်တော်ကထာဝရဘုရားကိုချီးမွမ်းဖို့ကူးကွယ်ဖို့ရောက်လာတာဖြစ်တယ်နေချဆိုတာနဲ့ဖြစ်တဲ့အားလုံးကိုဝန်ခံဖို့ရကျွန်တော်တို့ကနေရယူမတားလျက်တကူကြီးတော့လက်တော်အောက်မှာနေခြင်းဖြစ်တဲ့အတွက်ကြောင့်အချင်းကြီးဘုရားရှင်ကဘယ်တော့မှရစ်ပလနာကနေအိမ်ကိုပြန်ခိုင်းမှာမဟုတ်ဘူးအာမင်ချက်ပြောတော့သူဒီအီးမိန်ကလာနဲ့အိမ်ပြန်ခွင့်ဘုရားရှင်ချပေးပါစေဟာလေလုယာဟာလေလုယာအဲ့တော့ဒီနေ့က2026ခုနှစ်ရဲ့ပထမဆုံးတော့နေ့ရက်ဖြစ်တဲ့အတွက်ကြောင့်နံပါတ်1ချက်မှာအဖိုးမဖြတ်နိုင်တဲ့နေ့တစ်နေ့ထဲတော့ကျွန်တော်ရောက်ရှိပြီလို့ကျွန်တော်တို့ခံယူရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုဒီနေ့က2026ခုနှစ်ရဲ့365ရက်ဤပထမနေ့ဦးဖြတ်ပြီးတဲ့အခါမှာအဦးတော်နေ့တာဦးကိုဖျားရှင်ကရေးထားတယ်။အပင်ဒီထဲမှာလည်းငါပြောဒီဆိုအရင်ဆုံးအဖြီးကကြီးတယ်အလုံးလာတယ်။အဲ့တော့ဒီနေ့ဟာ365ရက်တစ်ခုလုံးအတွက်တင်ဟာဘယ်လိုဖြစ်မလဲဆိုတာဒီနေ့ကတဲ့ရဲ့ဖျားရှိကိုလာခြင်းကဒီလာမဲ့364ရက်အတွက်ဒီနေ့ဟာအရေးပါဆုံးတော့နေ့တည်းဖြစ်သွားတယ်ဟာလေလုယာ။ဘာကြောင့်လဲဆိုဒီနေ့ရက်တွေကိုဂျေဇုတော်နဲ့ပတ်ရလို့ဒီနေ့ကဘီဥပတ်ထဲမှာလည်းမြုပ်လို့ရတယ်ဂျေဇုတော်နဲ့လည်းပတ်လို့ရတယ်မနေ့ပြန်ဟာတင့်တော့ဘုရားရှင်ကဂျေဇုတော်နဲ့ပတ်ရပေးတယ်ဆိုရင်မနေ့ပြန်မယုံမရှိနဲ့မမျှော်မှန်းနိုင်တဲ့အခွင့်အရေးတွေတင်ခံစားရမှာဖြစ်တယ်ဘီဥပတ်ထဲမှာမြုပ်တဲ့နေ့ကိုတင်ဝင်သွားရင်တင်မနဲ့အဲ့ရာထားတာနဲ့ဘီဥပတ်ထဲမှာမြုပ်တဲ့ရက်ထဲကိုတင်ရောက်သွားမှာဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးမှာအသက်တာဆုံးတုံလို့6ချဖို့ရတခုခုတော့ရင်ဆိုင်ရမယ်အဆူဆုံးအသက်တောင်ပါသွားနိုင်တယ်ဆိုတဲ့အခါကျတော့ဒါတကူကြီးတော့လက်တော်အောက်မှာအိုးဟုတ်တာပဲဆိုတာကိုလေးနဲ့နားလေသဘောပေါက်မယ်ဆိုရင်ဟေရှေရတဲမှာထာဝရဘုရားကငါရှိမှာတုံလို့ပြီးကြောက်ရွံ့ပြီးတွာလာတော်သူတွေကိုငါနဲ့တက်ဤတယ်ဟုတ်တယ်လူရှိမှမဟုတ်တာထာဝရဘုရားရှိမှာကျွန်တော်တို့ရဲ့အနာဂတ်ကိုပိုင်တဲ့ဘုရားရဲ့ရှိမှာအော်ကျဲသူ့ကိုချီးမလို့အော်တာတော့ရတယ်ဘဝနဲ့ပြီးအော်ကျဲလို့မရဘူးအိုးငါဝိညာဉ်နဲ့ပြပေါင်းများဆိုတဲ့စားစရာစပကြီးငါတူထားပြီးမပူနဲ့ပြောဖို့ကြံစီနေတော့မှအချင်းလူမိုက်ယနေ့ညပင်တဲ့ဝိညာဉ်ရုပ်သိမ်းရရောက်ပြီတဲ့တစ်ချက်လေးပဲကျွန်တော်တို့ဝတ်ဒီခွေးတွေမတတ်တဲ့နဲ့တီစီတော့နဲ့တူမတည်ဘူးအစာမကျွေးတီးပါစီဆိုပြီးအစာမကျွေးပဲထားကြည့်3-4ရက်လောက်ပိန်ပြီးတော့9ရက်6ရက်မှာဗိုက်စာလွန်လို့ခြံကိုကြော်ပြီးထွက်ပြေးလိုက်မယ်ရှာလို့တိတောင်မှတွေ့မှာမဟုတ်တော့ဘူးတဆုံတူကတိမ်သွားမလားတဆုံတူကအစာကျွေးပြီးယူသွားမလားပြောချင်တာကကိုပိုင်တယ်ဆိုတဲ့ခြံထဲမှာထားတဲ့အကောင်တစ်ကောင်တောင်မှကိုကပြောမယ်ဆိုရင်စီရင်လို့မရဘူးချင်းတောင်မှယူတဲ့ယူခရစ်စမတ်အတွက်ဝတ်တတ်ဘူး24ရက်နေ့25ရက်နေ့မနေ့မှာဝတ်တတ်ပြီးမှစားပြီးမှညညီပိုင်းမှာဘုရားစစ်ကူမယ်ဖန်ပြီးတာလွတ်သွားတယ်လိုက်လို့မမြင်ဘူး
အဲ့တော့ခရစ်စမတ်ကိုဆွေးလိုက်ရတယ်ဟုတ်တယ်ဝတ်ထွက်ပြီးတော့ခရစ်စမတ်ကိုဆွေးရတယ်25ရက်နေ့လို့မရဘူး26ရက်နေ့မှာဝတ်ကိုဖမ်းနိုင်မှပဲလုပ်တာကိုမွေးတဲ့အကောင်တောင်မှခြံထဲကနေကောင်းပိုင်နိုင်ထိန်းချုပ်လို့မရတဲ့အမျိုးတွေဟုတ်တယ်ကိုမျက်စိကိုမနဲ့အဲ့ရထားတိုင်းမှာမျက်နှာတစ်လို့ရတယ်မျက်စိမြင်အောင်ကိုကဘာမှလုပ်လို့မရတာနားချီကလော်လို့ရတယ်နားကြောက်အောင်ကိုဘာမှလုပ်လို့မရဘူးဒီအရာအားလုံးကဘယ်သူလက်ထဲမှာရှိလဲထာဝရဘုရားလက်ထဲမှာရှိတယ်ဟာလေလုယာအဲ့ဒီတော့ကြောင့်သူဘုရားရှင်ကြီးချီးမွမ်းထိုက်တဲ့ဘုရားကူးကွယ်ထိုက်တဲ့ဘုရားကူးစားထိုက်တဲ့ဘုရားအမိတကယ်ပြုထိုက်တဲ့ဘုရားသူ၌မိဝဲတဲ့ဘုရားဟာလေလုယာအဲ့တော့ဥပြပြနေအိုးတော်နေဖြစ်တယ်တဲ့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ယနေ့မလုပ်ရမလဲဝမ်းမြောက်ရှင်လိုက်ရမယ်အာမင်ဝမ်းမြောက်ရှင်လန်းတယ်ဆိုတာကဝမ်းမြောက်ရှင်လိုက်ရမယ်မဟုတ်ဘူးဝမ်းမြောက်ရှင်လိုက်ရမယ်အဲ့လိုလုပ်ရမယ်ကဲပြန်ပြောမယ်ဒီနေ့ကျွန်တော်တို့မလုပ်ရမလဲဝမ်းမြောက်ရှင်လိုက်ရမယ်အဲ့လိုလုပ်ရမှာမဟုတ်ဘူးကျွန်တော်တို့ကစာချက်တယ်လို့ပဲဝမ်းမြောက်ရှင်လိုက်ရမယ်ဟုတ်ဘူးမဟုတ်ဘူးဝမ်းမြောက်ရှင်လိုက်ရမယ်အဲ့လိုလုပ်ရမယ်အဲ့လိုကျွန်တော်ဝမ်းမြောက်ရှင်လိုက်မှဒီနေ့ကိုကျွန်တော်တို့ဝမ်းမြောက်ရှင်လိုက်မှတာလေဘာဖြစ်လာမလဲနေ့ရက်တိုင်းဟာဝမ်းမြောက်ရှင်လန်းစရာဖြစ်လာလိမ့်မယ်ဘုရားရှင်နာမကြီးတာရိပ်ဘုံကြီးပါစေဘာမှစကားမှရှိတယ်မဟုတ်လားအစကောင်းမှအနောက်တိတ်ချတယ်တဲ့ဒီနေ့ကဖယားနဲ့တင်မိတ်တာဖွဲ့ပြီးပျော်နေတယ်ဆိုရင်364ရက်ကတိတ်ချပြီးပျော်မဲ့ရက်တီဖြစ်သွားပြီဝမ်းမြောက်မဲ့ရက်တီဖြစ်သွားပြီကြီးစုတော်ရှိတွက်မဲ့နေ့တီဖြစ်သွားပြီပျော်လို့မဆုံးမဲ့နေ့ရက်တီဖြစ်သွားပြီဟာလေလုယာမကြောက်လဲအဲ့ဒီနေ့ရက်တီဟာကြီးစုတော်နဲ့ပတ်ရက်ပြီးအဲ့ဒီနေ့ရက်တီဟာတက်တာလူထမင်းပေါဦးလူနော်ထမင်းလိုက်ပွဲတဲ့ဦးလူမဟုတ်ရဲ့တက်တာလူဦးတစ်ခုပေါ့လို့ဆိုရင်အဲ့ဒီနေ့ရက်ကိုမနဲ့နိုးလိုက်တာနဲ့ဆိုတဲ့အခါမှာနေ့ရက်ကိုဖွင့်လိုက်တာဖြစ်တယ်ဖွင့်လိုက်တဲ့အခါမှာအဲ့ဒီနေ့ရက်မှာတဲ့အတွက်ဘုရားရှင်ကတူထားပြီးသားဖြစ်နေတယ်ဟာလေလုယာဘုရားရှင်နာမကြီးတာရိပ်ကုန်ကြီးပါစေအဲ့ဒီအတွက်ကြောင့်ဘုရားသားသမီးတွေအတွက်ကအမြဲဝမ်းမြောက်ဆွမ်းလာမှုပဲဖြစ်တယ်ဆာလံ90အပိုင်ငယ်15မှာပါပြောလဲဆိုရင်အကျွန်ုပ်တို့ကိုညှင်းဆဲတော်မူသောနေ့ရက်ကာလဒုက္ခခံရပြီးသောနေ့ပေါင်းများသည့်အတိုင်းဝမ်းမြောက်ရသောခွင့်ကိုပေးသနာတော်မူပါ2025မှာဘယ်နှကြိမ်ဖြားပြီးစီခံသွားတယ်2025မှာဘယ်သူ့ကြောင့်အားငယ်ပြီးစိတ်တက်ကြပြီးငိုကြွေးမိတမ်းဖို့တယ်2025မှာဘယ်နေ့ရက်ဒီမှာဒုက္ခရောက်ဖို့တယ်ဘယ်နေ့ရက်ဒီမှာပြဿနာကြုံဖို့တယ်ဒီအရာတွေကိုဒီတိုင်းပစ်ထားလို့မရဘူးတဲ့ဒါတွေကိုဒီနေရာမှာခံပြီးပြီဖြစ်တဲ့ကြောင့်အဲ့ဒီခံရတဲ့အခွင့်အရေးကို2026မှာကျွန်တော်တို့ကိုခံစားခွင့်ပေးပါလို့နေ့ရက်ကိုပိုင်တဲ့ဘုရားကိုအော်တောင်းခြင်းဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာ2025မှာတင်ဝယ်စရာတစ်ခုကိုနော်3တိတ်လောက်တာနဲ့မဝယ်နိုင်ဘူးဖြစ်နေတယ်ဝယ်ချင်လက်နဲ့လူလဲလူအပ်လက်နဲ့ကြိုက်လဲကြိုက်လက်နဲ့ကိုနဲ့လဲတင့်တော်လက်နဲ့ငွေမရှိလို့မဝယ်နိုင်ဘူးအဲ့ဒီနေ့ရက်ကို2026မှာအစားထိုးပြီးဘုရားရှင်ပေးရမယ်အာမင်အာမင်ရတဲ့ရထိုင်မရတဲ့ဟာတွေမရှိမဆိုင်ပဲနဲ့ကြည်ကွဲဝမ်းနဲ့စီတဲ့ဒုက္ခရောက်စီတဲ့ຢာတွေအစားအဲ့ဒီဟာကိုအစားထိုးပြီးဘူး2026မှာကစီစဉ်ပြီးသားဖြစ်တယ်ဒါပေမဲ့ထပ်ဖြစ်ရမယ်ဟိုဟာတွေကိုဒီတိုင်းလွတ်ထားလို့မရဘူးဆိုတဲ့ကြံပိုက်ဖြစ်တယ်အာမင်ချက်ပြောတော့သူဒီအီးမေးလ်ကလည်းအိမ်ပြန်ခွင့်ဘုရားရှင်ချပေးပါစေဝိုးအဲ့ဒီတော့ကြောင့်ဘုရားနဲ့ပတ်သက်တော့ဘုရားလူတွေဟာဆုံးယုတ်စရာနော်ကြဆင်းစရာလောဘအကြောင်းမရှိဘူးအခက်ခဲတော့ရှိမယ်ဒါပေမဲ့ဒီအခက်ခဲကစာမီပွဲပဲ level တစ်ခုကိုတက်တိုင်းမှာအခက်ခဲရှိတယ်ဒါတဘာဝပဲဒါပေမဲ့ဒီအခက်ခဲကအောင်မြင်ဖို့ကသူ့မှာတာဝန်ယူဖို့ကအစင်တယ်ပဲတာသမီးတွေလမ်းလျှောက်ကစားကလေးတွေလမ်းကောင်းလျှောက်တတ်ပြီးမဲ့အရွယ်မကြီးသေးတဲ့ကလေးတွေတဏှာရာကိုတွားမယ်ဆိုရင်အတူဒီတိုင်းတွားတယ်ဒါပေမဲ့လေကားပေါ်တက်တော့မယ်ဓာတ်လေကားတက်တော့မယ်တော့မဟုတ်ရင်ချင်းမြောင်းတဲ့နေရာတစ်ခုကိုတွားတော့မယ်ဆိုရင်ဖေမေကဒီကလေးကိုစိတ်မချလို့ကိုင်တယ်မဟုတ်လားလက်နဲ့သူနည်း၎င်းပဲ
ကျွန်တော်တို့ကလွတ်လပ်တဲ့နေပယ်တစ်ခုတော့ထားခဲ့မယ်ဒါပေမဲ့အာနယ်များပြီဆိုရင်လက်နဲ့ဆွဲကြိုက်မယ်ပြီးတဲ့အခါမှာကိုနီးကိုကနဲ့တွားလို့မရဘူးဆိုရင်ပခုံးပေါ်မှာတက်မယ်ချီမယ်ခေါ်သွားမှာဖြစ်တယ်ကျွန်တော်ပြောဘူးတယ်ဒီမှာကြားဖို့တဲ့လူလည်းတော်တော်များများရှိမှာပါအပြူမနေရောက်အလဲမှာလူပြူတစ်ယောက်ထောင်မောင်းတို့ယောက်ဒီကြားဖို့တဲ့လူဒီတော့မှရည်နေပြီမကြားသိတဲ့လူကမရည်တည်ဘူးဆိုတော့ပြောမယ်မထင်ဘဲနဲ့စောင်းရတီလည်းဖြစ်တော့မထင်ဘဲနဲ့နင်းဒီအရန်ကျသွားတယ်နင်းဒီအရန်ကျသွားတဲ့အခါကျတော့အဲ့ဒီမှာဟိုအမျိုးသမီးနှစ်ယောက်ကသူတို့ရဲ့တောင်းမြင့်ဖဏကအဲ့ဒီကြီးခဲတော့ထဲမှာစီးလို့မရတော့ဘူးလက်နဲ့ပဲကြိုက်ပြီးသွားရမလေးသူတို့မထင်ခဲ့ဘူးအနှွေးထဲလဲပုံမှန်အနှွေးထဲတော့ပဲဖြစ်မခါတယ်ပဲတုံနေတယ်အဲ့ဒီအချိန်မှာခဏလေးဆိုပြီးတော့ဒီလူပြူကတယောက်ကိုသူ့အနှွေးထဲကိုချွတ်ပြီးတော့ဂျက်ကက်ကိုဝတ်ခိုင်းတယ်ဝတ်လိုက်တဲ့အခါမှာနှွေးပြီးတော့အရန်ကိုခြေနှက်တယ်ဟာသူကငါ့ကိုအရန်ချစ်တာပဲဆိုပြီးတော့အဲ့ဒီပြုံမကအရန်ခါစားတယ်တယောက်ကသူ့ကိုအင်ကြီးအနှွေးထဲဂျက်ကက်အင်ကြီးကိုဝတ်ခိုင်းတယ်နှွေးနေပြီဆိုတော့ကျမကတော့ဖဏတ်တော့သူ့ရဲ့ working shoe ဖဏတ်ကိုတော့စီးခိုင်းမှာပဲဆိုပြီးတယ်မဟုတ်ဘူးအဲ့ဒီလိုပြောဖဏတ်ကိုချွတ်ပြီးအဲ့ဒီအနှွေးထဲဝတ်ခိုင်းတဲ့အမျိုးသမီးကိုစီးခိုင်းတယ်ဟိုဘက်ကကောက်ပြီးဘက်ကကောက်ပြီးဟိုဘက်လဲပြီးစကားမပြောတော့ဘူးပါကဖောင်းပြီးမျက်စိကတီးသွားပြီအဲ့ဒါနဲ့ဟိုဘက်ကတော့ခါးဒီကောတလားမမင်းနဲ့ကျမအလုံးပိုင်တယ်သူ့ကိုဒါကျမမကင်ဒီးတာပဲရှိတယ်နှွေးထဲနဲ့ဖဏရပြီသူလည်းမချဘူးငါဟာပဲဖြစ်မယ်ဆိုပြီးတော့ဟိုလည်းကြည့်နာအဲ့ဒီသူကအင်ဂျီဝတ်ခိုင်းပြီးဖဏဝတ်ခိုင်းပြီးဆိုတဲ့အခါမှာဟိုဘက်ကကောက်တဲ့ဘက်ကိုလဲလာပြီးတော့အဲ့ဒီကောက်နေတဲ့မင်းကလေးကိုပါဖောင်းနေတဲ့မင်းကလေးကိုခြိလိုက်တယ်ခြိလိုက်တော့ပါမဖောင်းတော့ဘူးမကောက်တော့ဘူးဟိုကအင်ဂျီဝတ်တဲ့လူကိုကြည့်ပြီးတော့သူကလမ်းမလျှောက်ရဘူးဖဏပါလို့လေလမ်းမလျှောက်ရတာသူကချီနေတယ်သူရင်ခွင်ထဲမှာဆိုအနှွေးထဲပါလို့မလဲအနှွေးထဲတဲ့ရင်ခွင်အနှွေးကပူမကောင်းဘူးလားပြောချင်တာကယေရှုခရစ်တော်ကလည်းထုံနေလောက်အောင်ပဲကျွန်တော်တို့အာသားသမီးတွေကိုအလွန်တရာဒုက္ခရောက်တဲ့နေပယ်မှာကောင်းစားစီခြင်းတဲ့အကောင်းဆုံးနဲ့ကျွန်တော်တို့ကိုတစ်ဖက်ကောင်းကိုပို့ခြင်းနဲ့ပန်းနိုင်ကိုအရောက်ခေါ်သွားခြင်းတဲ့ယေရှုဖခင်ဖြစ်တယ်ဤမင်္ဂလာအားလုံးပေါ်မှာခရစ်တော်နာမ၌တက်ရောက်ပါစေအဲ့တော့နံပါတ်1ချက်အနေနဲ့နှစ်တစ်ထဲသို့ကိုမြောက်ခွင့်ရရှိခြင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီနှစ်ကဘယ်သူကိုကိုစားပြုတ်လဲခရစ်တော်ကိုအဲ့ဒီနှစ်ကဘယ်သူကိုဗဟုပြုတ်လဲခရစ်တော်ကိုဗဟုပြုတ်တဲ့အတွက်ကြောင့်မို့လို့ဟေဘရဲဩဝါဒစာခန်းကြီး73အငယ်8မှာယေရှုခရစ်ဒီမနေ့စနေ့နောင်ကာလအစင်မပြောင်းမလဲနေတော်မူ၏ကိုခဲ့တဲ့နေ့ပေါင်း2000တုန်းကမုံ9လုံးနဲ့9နှစ်ကောင်ကလေးတယောက်ရဲ့တနာစာဖြစ်လို့9000ကိုဝအောင်ချေးပြီးမှ12000ပို့စီတဲ့အရှင်ဟာတင်းတင်းလေးပြောင်းလဲခြင်းရှိတော်မမူဒီနေ့ကျွန်တော်နဲ့အတူပါရှိတဲ့ယေရှုဖခင်မနေ့စနေ့နောင်ကာလမပြောင်းလဲဘူးကိုတော်ဟာတဲ့စာလံ100နဲ့နှစ်အပိုက်ငယ်24မှာကိုတော်ဒီပြောင်းလဲတော်မမူပါအသက်တော်လည်းမကုန်ဆုံးပါအဲ့တော့သူပြောင်းလဲခြင်းမရှိဘူးကျွန်တော်တို့ကိုချစ်လို့ကားတိုင်းမှာအသက်ပေးသွားတဲ့ယေရှုဟာဒီနေ့အထိပဲအသက်ပေးသွားလောက်တဲ့ချစ်ချင်းနဲ့ပဲချစ်နေတော့ပဲမနေ့ကမြန်မာပြည်မဟုတ်ပဲနဲ့အခြားတိုင်းပြည်ကချင်းအမျိုးသမီးတယောက်အချိန်ခေါ်ပြီးကျွန်တော်လည်းအချိန်မရခဲ့ဘူးကဲတင်ချင်းလည်းစိတ်ချခြင်းလည်းပြီးတဲ့အခါမှာယောဂလည်းမိမယောဂလည်းအရန်ခါစားရတယ်ပြီးတဲ့အခါမှာကျမယောက်ျားကလည်းရီးစားထားတယ်အဲ့ဒီ3ခုရဲ့ဓာန်ကိုအလိုလဲခံနေတဲ့အမျိုးသမီးတယောက်ဆုတောင်းခံတယ်ကဲတင်ချင်းတော့မဝေငါဖြစ်သေးဘူးအချိန်တစ်ခုကျွန်တော်သူ့ကိုပေးတယ်အနာယောဂတော့ဆုတောင်းပေးတယ်ပြီးမှခင်ဗျားယောက်ျားနဲ့ခင်ဗျားအိမ်ထောင်ပြုတ်တာပေးစားလို့အိမ်ထောင်ပြုတ်တာလားချစ်လို့လက်ထပ်တာလားတဲ့သူကလည်းချစ်ကျမလည်းချစ်လို့ယူတာပါတယ်ကောင်းပြီ
ဒါဆိုရင်အခုကလေးတစ်ယောက်ရတယ်တမီးတစ်ယောက်ရတယ်အိမ်ထောင်ပြုတ်တာပဲနှစ်ရှိပြီ10နှစ်ရှိပြီတဲ့အခုခင်ဗျားတို့အသက်ကို40တဲ့ဘယ်လိုကအသက်ပူချေးတယ်လဲအတူတူပဲတဲ့အဲ့တခုပြောမယ်အဓိကသမီးကဖယားမျက်နှာရဖို့လိုတယ်သူကဘာပြောစဲဟိုရှာရီစာစီကနေဖုန်းလာပြီးဆိုရင်အိမ်ပေါ်ကနေဆင်းပြီးတော့ခြံထဲမှာပြီးပြီးတော့အဲ့ဒီမှာစကားတော့ပြောတယ်လေဟာတနာလဲတနာပါတယ်ဒါပေမဲ့တဲ့ယောက်ျားကတဲ့ကိုချစ်ဖို့ဆိုတာကတဲ့မှာတာဝန်ရှိတယ်တဲ့လေအပြောချုပ်ဖို့လိုလိမ့်မယ်ထင်တယ်ကိုဒီဘာဒီမလုပ်ဘူးလားလို့လုပ်ရမကြိုက်ဘူးလေခင်ဗျားအော်ပြီးပြောတာဖြစ်မှာပေါ့ချိုလေးနဲ့ပြောရမှာလေအဓိကတော့ဖယားမျက်နှာရဖို့လိုတယ်လို့မြတ်ဖယားမျက်နှာရဖို့လိုတယ်လို့ဘာဖြစ်လို့ကျွန်တော်ဒီအကြောင်းကိုပြောတယ်လဲဆိုတဲ့အခါမှာယေရှုဖယားဟာနှစ်2000လုံးကကျွန်တော်တို့ကိုချစ်လို့အသက်ပေးသွားတဲ့ယေရှုကဒီနေ့ကသူ့ရဲ့ချစ်ခြင်းမေတ္တာကိုရော့သွားပြီးဆိုတာမျိုးမရှိဘူးကားတိုင်းမှာအသက်ပေးလောက်အောင်ချစ်တဲ့ယေရှုကဒီနေ့အထိထိုနေလို့ပဲချစ်နေတဲ့ယေရှုဖယားဖြစ်တယ်ပြောင်းလဲခြင်းမရှိဘူးအဲ့ဒီတော့ကသူပြုတ်တဲ့နမိတ်လေးခဏမျက်စိကတော်သူကိုမြင်စေတယ်နားမကြားတော်သူကိုကြားစေတယ်လမ်းမလျှောက်နိုင်တော်သူကိုလျှောက်စေတယ်နတ်ဆူဆွဲတော်သူကိုနတ်ဆူမောင်းထုတ်တယ်တေတော်သူကိုထားမြောက်စေတယ်တောက်ကရောက်တဲ့လူကိုကိုညီခဲ့တယ်ထိုနည်းလောက်ပဲပြောင်းလဲခြင်းမရှိဘူးပြောင်းလဲခြင်းမရှိဘူးကျွန်တော်တို့အလယ်မှာလဲဒီအမှုကိုဆက်လက်ပြုတ်နေတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာပြုတ်နေစေဖြစ်တယ်ပြုတ်လဲပြုတ်အောင်မှာဖြစ်တယ်အဲ့ဒီတော့ထိုယေရှုဖခင်ကိုဗဟုပြုတ်တဲ့2026ခုနှစ်ရဲ့ပထမဆုံးတော်ရက်မှာယခုလိုတင်ရောက်လာခြင်းဟာတင်ရွေးချယ်မှုမမှာဘူးလို့ကျွန်တော်ဒီနေ့ပြောချင်တယ်ဖခင်သခင်ဟာတင့်ကို2026ခုနှစ်ဟာဂျေဇုတော်ရည်တွက်တဲ့နေ့ဖြစ်စေလိမ့်မယ်ကောင်းကြီးများစွာရည်တွက်တဲ့နေ့ဖြစ်လိမ့်မယ်ဝမ်းနဲ့ခြင်းဒီရွေ့သွားလိမ့်မယ်ဝမ်းမြောက်ခြင်းကတဲ့အိမ်ခေါင်ပေါ်မှာနေရာယူလာလိမ့်မယ်ဟာလေလုယာဟာလေလုယာဟာလေလုယာအဲ့တော့ပြောင်းလဲခြင်းမရှိတဲ့ယေရှုခရစ်တော်ကိုကျွန်တော်တို့ဘာလုပ်ရမလဲအမြင်အထူးတတိယရမယ်အောက်မေ့ရမယ်အောက်မေ့ရမယ်ကျွန်တော်ရဲ့အပြစ်တွေကိုတူယူဆောင်သွားတယ်အမြင်အောက်မေ့ရမယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်မှာအပြစ်မရှိတော့ဘူးကျွန်တော်ပြစ်တွေကိုသူ့ပေါ်မှာတင်လိုက်တယ်ကျွန်တော်နဲ့မဆိုင်တော့ဘူးအဲ့ဒါအမြင်အောက်မေ့ရမယ်ပြီးတဲ့အခါမှာကျွန်တော်ကိုစားသူအပြစ်ရှိတော်သူဘုရားရှင်ကဖြစ်စေတယ်အပြစ်နဲ့ကင်းစင်တော်သူကိုငါတို့အတွက်ကြောင့်အပြစ်ရှိတော်သူဖြစ်စေတယ်တဲ့။အော်ကျွန်တော်အပြစ်နဲ့ကင်းတော်သူဖြစ်တယ်။ဘာကြောင့်လဲယေရှုခရစ်တော်ကြောင့်အမြင်အောက်မေ့ရမယ်။ပြီးတဲ့အခါမှာယေရှုခရစ်တော်ကလဝါကားတိုင်းမှာရက်ဆက်စွာတေတံပေးခြင်းကိုသူခံခဲ့တယ်။ကျွန်တော်အတွက်ကြောင့်ဖြစ်တယ်ဆိုတာကိုအမြင်အောက်မေ့ရမယ်။သူဟာလူမဟုတ်တဲ့အတွက်ကြောင့်ဖျားဖြစ်တဲ့အတွက်ကြောင့်တေခြင်းနဲ့အဆုံးမတတ်ပဲသူတတ်တော်အန်တော်ဆာပင်အယူတချောင်းတော်မှမြင်မှမကြပဲ3ရက်မြောက်တော်မနေ့မှာရှင်ပြန်ထမြောက်ခဲ့တဲ့ဖျားဖြစ်တယ်ကျွန်တော်နေဖို့ကောင်းကင်မှာနေရာအခန်းပြင်ဆင်ဖို့တူသွားတယ်ပြီးဆိုတဲ့အခါမူးတိတ်စီပြီးဒုတိယချိန်ပြန်ကြွလာမယ်တပူးမောက်ပြီးယုံကြည်သူတည်တဲ့လူဦးစွာထမြောက်မယ်အသက်ရှင်နေကျွန်တော်ရှင်နေတည်တယ်ဆိုရင်မျက်စိတမိတ်မှာပြောင်းလဲပြီးတော့အာကာသမှာခရစ်တော်နဲ့ဆုံစည်းရမှာဖြစ်တယ်ဆိုတာကိုအမြဲတတိယအောင်မေ့ရမယ်အာမင်ပြီးတဲ့အခါမှာဒီနေ့ကျွန်တော်ရင်ဆိုင်ရတဲ့ပြဿနာသူ့အတွက်ဘာမှမဟုတ်ဘူးဆိုတာကိုအောင်မေ့ရမယ်မနေ့ပြန်ဘာဖြစ်မယ်ကျွန်တော်ကြုံမသိပြီမဲ့ပြဿနာရင်ဆိုင်ရင်သူဖြေရှင်းမယ်အခက်ခဲရှိရင်သူဖြေရှင်းမယ်လူအပ်တာရှိရင်သူတာဝန်ယူလိုက်မယ်ဒါကိုအောက်မိမယ်ဆိုရင်နဲ့ဖြန်အတွက်တည်းမဆူရရတော့ဘူးဟာလေလုယာဟာလေလုယာဟာလေလုယာအဲ့ဒါကိုအောက်မိတရိယာရဘာကြောင့်လဲဆိုရင်သူဟာနေ့ရက်တွေကိုနှုတ်ပိုင်ခွင့်နဲ့တိုးပိုင်ခွင့်ရှိတဲ့ဖျားဖြစ်တယ်ဆာလန်94အပိုင်ငယ်16မှာနေ့နဲ့ညကိုပိုင်တော်မူ၏နေမဆ၍အလင်းအိမ်တို့ကိုဖန်ဆင်းတော်မူ၏တဲ့အဲ့ဒီအတွက်ကြောင့်မို့လို့ယေရမိမိသားစကားခန်းကြီး3အငယ်25မှာကြည့်တဲ့အခါမှာကိုတော့ကိုမျောလင့်တော်သူနဲ့ကိုတော့ကိုရှာတော်သူ၏စိတ်ဝိညာဉ်အားထာဝရဘုရားသည်ယေရှုပြုတော်မူ၏တဲ့အာမင်ဒါဝိရဲ့စိတ်မှာအဲ့ဒီအတွက်ကြောင့်မို့လို့ဘုရားသခင်ကဒါဝိရဲ့စိတ်ဝိညာဉ်ကိုယေရှုပြုတ်လိုက်တဲ့အခါမှာဂေါလိယကြီးအော်တော့တတိုင်းပြည်လုံးပြဝတ်နေတဲ့ချိန်အခုအော်တဲ့လူဘယ်လိုလဲအဲ့ဒီအရှိဖျားမလေးတဲ့လူဘာဖြစ်လို့အော်ရလဲဖျားလူတွေကိုဒီလူလုံးလုံးမရဘူး
都个么特别牙皮个么变不熟皮，都熟不你的，不叫嘞，他也接受表情看的都叫，山都变嘞多对，表白嘛表白老的，哎呀，他好皮路都面多的，哎，罗等下，他也得等社会一个接受表面所言。路里一段我追米，但表苗咧出高松的路得乜的呀？等下对意思也被撇里面，哈利路亚，哈利路亚，哈利路亚。因为一道路正啊，我个别多干嘛？阿难有路没呀不？你阿追啊，我难有路没呀不？但真正嘛，你阿追啊，我吃破熬肉咁多咩？阿妹，阿妹，我吃比多多比多，咪就係有咩？哎，你阿對你個，不要信啊！接受表面所言，書本你嘛ဖြစ်တယ်။ဘုရားရှင်နာမတိတာ၍ဘုန်းကြီးပါစေ။မုတ်ဆုမတာမင်းတွေရောက်ကဘုရားရဲ့ကျေးဇူးပြုခြင်းခံရတဲ့အတွက်ကြောင့်ဘုရားရဲ့လူအဲလိယာကိုတနတ်စာလေးကိုကျွေးလိုက်ရင်ငါတို့ဘာစားတော့မလဲဆိုတော့မပူဘူး။မပူတယ်လို့ပဲအဲလိယာကျွေးပြီးမှမူးရွာတဲ့အထိမိကြီးကအတင်းနာပေးတဲ့အထိဒီမုတ်ဆုမတာမင်းတွေရောစားစရာကတောင်းထဲမှာအမြဲရှိနေတယ်။ကြော်ဘူးကရှီကပလင်ထဲမှာအမြဲရှိနေတယ်လို့တမန်ကျမ်းစာမှာဖော်ပြထားတယ်။ဟာလေလုယာ။ဘုရားရှင်နာမတော်တာ၍ဘုန်းကြီးပါစေ။အဲ့ဒီအတွက်ကြောင့်ယေရမိမိတန်းစကခန်းကြီးတော့ငယ်26မှာကဲတင်တော်မူမည်ဟုမျော်လင့်လျက်ငိမ်ဝတ်စွာဆောင်၍နေကောင်း၏။သူမှာတေချတယ်။ဘာကြောင့်လဲဆိုရင်ဘုရားကတာဝန်ယူလိမ့်မယ်။ဘုရားကလှုပ်လိမ့်မယ်။ဘုရားကစီစဉ်ပေးမယ်ပြင်ဆင်ပေးမယ်ဆိုတာကိုသိပြီဖြစ်တဲ့ကြောင့်ငြိမ်ဝှက်ပြီးတော့မျောလင့်လက်အီးစိစွာနေတတ်တယ်ဒါကဘုရားနဲ့ပတ်သက်တော်လူတွေအတွက်အဲ့ဒီဟာကအဲ့လိုဖြစ်လာဖို့လူကစာလံ65အပိုက်ငယ်7မှာနိတို့ကိုဂျေဇုတော်နဲ့ပတ်ကြည့်၍ခြေတော်ရာတို့တွေစီဝယူတတ်ကြပါ၏ဒီနေ့ကျွန်တော်ငိုကြွေးပေးမယ်မနေ့ဖြန်ဟာကျွန်တော်ရေမဲနေဖြစ်တယ်ဒီနေ့မှာကျွန်တော်ကိုအတိုက်ခိုက်ခံရပြီမဲ့မနေ့ဖြန်ဟာကျွန်တော်အောက်ပွဲခံရမယ်နေ့ဖြစ်တယ်အဲ့တော့နေ့တော့ဟာဘုရားရှင်ကဂျေဇုတော်နဲ့ပတ်ရပေးသွားမှာဖြစ်တယ်အထူးသဖြင့်ဒီနေ့လာတဲ့လူအားလုံးကနှုတ်ကပတ်တော်လဲနိုင်မယ်စီဘိတ်တိတ်ချင်းနဲ့ခါမယ်ဆိုတော့အနာဂတ်တဲ့ရဲ့နေ့ရက်တွေဟာအရမ်းမျောလင်းစရာပြီးတဲ့အခါမှာဝမ်းမြောက်စရာပျော်စရာအားကျစရာရှိတဲ့အနာဂတ်ကိုတင်ပိုင်ဆိုင်နေပြီဒီအခွင့်အရေးနဲ့ဘုရားရှင်ကအိမ်ပြန်ခွင့်ပေးသွားမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်တို့ပါတတိသူ့ဘုံအိမ်တော်ကဘုရားเจ้าကိုပထမဆုံးအဲ့ဒီကချင်နှစ်ချင်းဘုရားเจ้าရှိမှာ26ปีလားနဲ့20ခွန်85လမ်းမှာအိမ်နံပါတ်23အခုတော့ဘုရားဆိုင်ဖြစ်နေတယ်အဲ့တော့တိုက်ပို့လေးနဲ့ထားတိုက်အဝါရောင်လေးပဲအဲ့ဒီမှာတစ်နှစ်ပြီးတဲ့အခါမှာဘာထုကွန်းတောင်းမှာ6နှစ်လား9နှစ်လားပြီးတဲ့အခါမှာဇတနာပုံဈေးနာမှာ3ထပ်တိုက်အဲ့ဒီမှာ2နှစ်3နှစ်လားပြီးတဲ့အခါမှာ80နဲ့34တောင်းမှာ3နှစ်လောက်ပြီးတဲ့အခါမှာရေစစ်ကန်မှာ2နှစ်ပြီးတဲ့အခါမှာအခု59ပါကိုမြင်းဆောင်16ငါစာ36ဒီ59ပြီအဲ့ဒီနေရာမှာဘုရားရှင်ကအပိုင်းအတဲတော်တို့ပြင်ဆင်ပေးလိုက်တဲ့အခါမှာမန္တလေးမှာတကွက်ဆိုရင်ပေ40ပေ60ဘုရားကနှစ်ကွက်စာပေးလိုက်ပြီးပေ60ပေ80ဖြစ်သွားအဲ့ဒီအပြည့်ကိုအခုစောက်ခိုင်းတယ်အဲ့ဒါကို2015စက်တင်ဘာလတက်တာကိုဖွင့်လိုက်တဲ့အခါမှာဘုရားကြောင့်မိကွက်ဖြစ်သွားတယ်ပြီးတဲ့အခါမှာ2025တက်တာကိုဖွင့်လိုက်တော့ဘုရားကြောင့်ကြီးဆောက်လာတယ်ဟာလေလုယာအခု2026တက်တာဖွင့်လိုက်တဲ့အခါမှာရစ်ပလင်ကိုဘုရားရှင်ကချီးမွမ်းကူးကွယ်ခွင့်ကိုဒီနေ့အတွင်းမှာပဲပေးတော်မှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာထာဝရဘုရားဒီကောင်းမြတ်တော်မူသုံးချိန်တင်းနေတော့ထာဝရဘုရားဒီကောင်းမြတ်တော်မူ၏ထာဝရဘုရားဒီကောင်းမြတ်တော်မူ၏ထာဝရဘုရားဒီကောင်းမြတ်တော်မူ၏နိတို့ကိုဂျေဇုတော်နဲ့ပတ်ရတော်မူ၍တဲ့နဲ့နိတ္တဟာဘေးဥပတ်ထဲမှာမမြုပ်ဘူး။ဘာကြောင့်လဲဒီနေ့ကိုပိုင်တဲ့ခွတ်တော်ကိုတဲ့ကဘဟုပြုတော်သူဖြစ်တဲ့အတွက်ကြောင့်မနေ့ပြန်ဟာဂျေဇုတော်နဲ့ပတ်ရတော်နေ့လာမယ့်အပတ်ဟာဂျေဇုတော်နဲ့ပတ်ရတော်ပတ်လာမယ့်လဟာဂျေဇုတော်နဲ့ပတ်ရတော်လအဲ့ဒီအတွက်ကြောင့်2025တဲ့2026မှာတင်တာ၍ခုနစမကဘုရားကောင်းမြတ်ခြင်းကိုပြင်သွေးခါစားရမှာဖြစ်တယ်အဲ့ဒီတော့ကြောင့်နံပါတ်3မှာဘာလုပ်ရမလဲနံပါတ်3ချက်မှာဂျေဇုတော်ရည်တွက်ရမယ်ဂျေဇုတော်ရည်တွက်ရမယ်ဆာလာ16အပိုက်ငယ်နှစ်ကိုတော်ဒီအကျွန်ုပ်၏တခင်ဖြစ်တော်မူသည်ဟုထာဝရဘုရားကိုအကျွန်ုပ်လျှောက်ဆိုပါပြီဂျေဇုတော်မှတပါခြားသောမိဂလာသည်
ကျွန်တော်နိုင်မရှိပါအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့မှာရှိတဲ့ဂျေဇုတော်ကိုရည်တွက်ရမယ်စာလံ68အပိုင်ငယ်20မှာငါတို့၏ဘုရားသခင်သည်ကယ်တင်နိုင်တဲ့ဘုရားဖြစ်တယ်တဲ့ဘုရားရှင်ထာဝရဘုရားသည်တည်ခြင်းတို့ရောက်သောလမ်းကိုလည်းအစိုးပိုက်တော်မူ၏တဲ့တင်တည်တော့တင်ဆက်ပြီးအသက်ရှင်စိုးပိုင်ခွင့်သူ့မှာရှိတယ်တဲ့ဒါပေမဲ့တည်တယ်ရှင်တယ်ဆိုတာဘုရားမှမထူးဘူးတည်ရင်သူနဲ့အတူနေမယ်ရှင်ရင်လောကမှာဆက်ပြီးသူ့အမှုကိုဆက်ဆောင်ရမယ်ဒီနှစ်ခုပဲသူ့အတွက်ဘာမှမထူးဘူးဒါပေမဲ့ကျွန်တော်တို့မှာထူးတာကဒီတနာချမ်းထဲမှာဆောလမုန်ကဟိုနေရာရောက်တဲ့အခါမှာအလုံးမရှိဘူးတဲ့ဘာမှလုံးရှာမလို့တော့ဘူးတစ်ချိန်လုံးချီးမွမ်းတယ်ချီးမွမ်းခြင်းပဲဖြစ်တယ်တဲ့အဲ့တော့ဒီလောကမှာအသက်ရှင်နေတဲ့ချိန်မှာများများလုပ်ပါတဲ့ပြီးတဲ့အခါမှာဟိုမှာလုံးရှာမရှိတဲ့အတွက်ကြောင့်အသက်ရှိဘူးလဲဆန္ဒပြုပါတဲ့အာမင်ဒီနေ့လေအသက်ရှိခြင်းကိုနေ့တစ်လက်ဆောင်အဖြစ်အနည်းဆုံး80အများဆုံး120အသက်ရှိခြင်းလက်ဆောင်ယေရှုနာမ၌အားလုံးကိုပေးပါ၏အသက်ရှိပြီးတော့အဲ့ရပေါ်မှာမြည်ဒီမြစ်ဒီကဟိုထုလိုက်ဒီထိလိုက်ဟိုစထွေးထိလိုက်မဟုတ်ပဲနဲ့မြည်ဒီကလည်းဖယားကိုချစ်သားသမီးတွေကဖယားချစ်ကိုကလည်းဖယားကိုချစ်အသက်120ဖယားကြောင့်တွားနိုင်တယ်အသက်120ကိုစားဖို့ကိုချက်နိုင်တယ်အသက်120ကိုဝယ်ချက်တဲ့ဈေးကိုတွားပြီးဝယ်နိုင်တယ်အီမိန်ကလားအားလုံးပေါ်မှာခရစ်တော်နာမ၌တက်ရောက်ပါစေအဲ့ဒီဆိုတော့ဒီနေ့ကနေစပြီးလဲခင်ဗျားကအကယ်၍အသက်60ရှိတယ်ဆိုရင်အတွေးထဲမှာ20ပဲရှိတယ်ဆိုတဲ့ပုံစံနဲ့နေရမယ်ကျွန်တော်ဆိုရင်အဲ့လိုပဲ25နှစ်ပုံစံနဲ့ပဲနေတာဟာလေလုယာအာမင်အာမင်ဘုရားရှင်နာမကြီးတာ၍ဘုန်းကြီးပါစေအခုလာမယ့်ဖေဖော်ဝါရီလ22ရက်နေ့ဆိုရင်အသက်က63ပြည့်မှာဖြစ်တယ်1963မှာမွေးတယ်လာမယ့်ဖေဖော်ဝါရီလမှာ63ပြည့်မယ်ကြီးစုတော့ပဲကျွန်တော်မှုတော်ဆောင်ခါစားတင်းလို့ဆရာလို့ခါစားတော့20နှစ်မှတင်းလို့ဆရာလုပ်ပြီးလူငယ်ဖြစ်လို့អော်မှာပေါ့ခုံမှာပေါ့နည်းနည်းအသက်ကြီးလာပဲလုံနိုင်တော့မလဲအသက်အရန်ကြီးကျင်တာအဲ့ဒီတုန်းကရွာမှာဒါပေမဲ့အသက်ကြီးခြင်းလို့စားပြီးဘိုက်ကြီးမယ်စားပြီးကူရထွက်လာမယ်ဆိုတာတော့ပဲရှိပဲဘယ်တော့ပဲစားအသက်ကကြီးမှာမဟုတ်ဘူးပြတ်ကတဲ့ဘယ်တော့ပဲလဲအသက်ကအသက်ဒါပေမဲ့အသက်ကြီးတဲ့ခါမှာအရန်ခေါ်နာရတယ်ဘာကြောင့်လဲဖယားကိုချီးမွမ်းခြင်းတာဝမ်းမြောက်ခြင်းတာအသက်နဲ့မဆိုင်ဘူးဖယားကကျွန်တော်အတွက်ဘာဖြစ်တယ်ဆိုတာကိုနားလေသဘောပေါက်ခြင်းနဲ့ပဲဆိုင်တယ်အာမင်အဲ့ဒါကြောင့်ဘယ်လိုပဲကတခါတလေအိမ်မှာဆိုရင်ဆူတောင်းလို့ခွေးလိုអော်တဲ့ချိန်ဟောတဲ့ချိန်တည်ရှိတယ်အခြားသောဘာသာစကားပြောရင်နဲ့လက်မခါနိုင်စရာစကားတွေတောင်ထွက်တယ်ထိတ်လို့ကိုမရဘူးဒါပေမဲ့အဲ့ဒါဒီကိုယူတယ်အားတယ်လို့မဟုတ်ပဲနဲ့နားလေပေးတယ်လက်ခံပေးတဲ့ဇနီးကောင်းရှိတဲ့အတွက်ကြောင့်ယေရှုတင်တယ်အာမင်အာမင်ဖခင်ရှိမှဆိုရင်ယူတယ်လို့အားတယ်လို့ဖြစ်တဲ့ချိန်တွေများတယ်ဘာကြောင့်လဲဖခင်ကလူမမဟုတ်တာနာဝိညာဉ်ဖခင်ဖြစ်နေတယ်သူပုံစံသူနဲ့တကယ်ရင်းနှီးပြီဆိုရင်လူရဲ့သဘောတဘာဝကမဟုတ်တော့ဘူးဖြစ်သွားတယ်ဒါပေမဲ့အားတလားဆိုရင်မအားပါဘူးအာမင်ထာဝရဘုရားဘုန်းကြီးပါစေအဲ့ဒီအတွက်ကြောင့်မလို့စာလံ135အပိုင်ငယ်3မှာငါတို့၏ဘုရားသခင်သည်ကောင်းကင်ဘုံ၌ရှိတော်မူ၏တဲ့အလိုရှိသမျှအတိုင်းပြုတော်မူ၏တဲ့အဲ့ဒီသူဘုရားသခင်ဟာဘာဖြစ်လို့ဒီနေ့ကျွန်တော်တို့အရေးပါဒီနေ့ဘာဖြစ်လို့တနင်္ဂနွေနေ့လည်းမဟုတ်ဘူးတောက်ကြနေ့အစာရှောင်ဆုတောင်းလည်းမဟုတ်ဘူးဘာဖြစ်လို့ကျွန်တော်တွားလဲနေ့ကိုသူပိုင်တယ်ဒီနေ့ကသူ့ကိုဘာဟုပြုတ်တယ်အဲ့ဒီဘာဟုပြုတ်တာကယူဘာဟုပြုတ်မဟုတ်ဘူးကဲတင်ရှင်မွေးဖွားတဲ့နေ့ကနေစပြီးတင်းနှစ်3လေးလို့ပြောတဲ့အတွက်ကြောင့်ကဲတင်ရှင်ရဲ့နေ့မြတ်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီပထမနေ့ရက်ကိုအလေးနဲ့ကျွန်တော်ထားခြင်းဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာဘာဖြစ်လို့ဒီတင်းနာနေကိုလောက်ရတယ်လေကဲတင်ရှင်ရဲ့ပထမနေ့ရက်ကဲတင်ရှင်ရဲ့ဘာဟုပြုတ်တဲ့ပထမနေ့ရက်ဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ဒီအကြောင်းကိုလည်းနည်းနည်းပြောခြင်းတယ်ခင်ဗျားတို့ဒီဘက်ကိုကြည့်တဲ့အခါမှာဟိုကငါမလုံရဘူးစက်ကပ်ပြီးပြီခင်ဗျားတို့နဲ့မဆိုင်တော့ဘူးအဲ့ဒါဖယားဟာအာမင်အဲ့ဒါဖယားဟာငါဟာဘယ်လောက်နဲ့ရောင်းထွက်မလဲမတွေးရဘူးဖယားဟာ
ခုနကဖယားဟာကိုဖယားချစ်တဲ့လူကပြန်ဦးစားပြီးဝယ်ရမှာဖြစ်တယ်ဖယားချစ်တဲ့လူကဝယ်ရမှာဖြစ်တယ်ပိုက်ဆံပါမလာဘူးရတယ်အကျွေးနဲ့တနင်္ဂနွေနေ့မှလာယူလာရပြီ3 ရက်အတွင်းမှာပေးလို့ရတယ်သူက3 ရက်မြောက်တော့နေ့မှထားမြောက်တယ်ဆိုတော့ဟုတ်တယ်ပိုက်ဆံမပိုင်လဲယူလို့ဝယ်လို့ရတယ်နော်ဒါဒီကိုတဲ့အိမ်ခေါင်မောမှာတစ်ဆက်ဖြစ်တလုံးဖြစ်ငါပြောတိဆိုတလုံးပေါ့ရောက်ကိုရောက်စေရမယ်ဘာကြောင့်လဲ364ရက်အတွင်းအကောင်းဆုံးစားစရာဘုရားရှင်ကဝေစားစီမှာဖြစ်တဲ့မြေဖို့ချောင်းစားမားတယ်ဗိုက်နာတယ်မရှိရဘူးဘုရားရှင်နာမကြီးတာ၍ဘုံကြည်ပါစေတနည်းမှာ10လ50နဲ့2ပတ်365ရက်တနည်းမှာ8960နာရီတနည်းမှာ9,25,600 မိနစ်တနည်းမှာစက္ကန့်တန်ပေါင်း30တန်တစ်စက္ကန့်မှာလူ3 ယောက်တည်သွားတယ်တစ်စက္ကန့်မှာ3 ယောက်63လေးဘယ်လောက်လဲ63လေး78တမိနစ်မှာ180တည်တယ်အဲ့ဒါတော့ပုံမှန်မြပြီးတော့ရခိုင်နှုန်းတွက်ပြီးတော့ပုံမှန်3 ယောက်တည်သွားတယ်အခုလိုတဘာဝဘေးငလျင်ဘေးစစ်ဘေးကြောင့်တည်တဲ့လူဆောင်မထဲတာမဟုတ်သေးဘူးကဲတမိနစ်မှာ180တနာရီတွက်ကြည့်60နဲ့180မြောက်ကြည့်တနာရီမှာလူအဲ့လောက်တည်တယ်ကဲတနာရီမှာဒီလောက်တည်တယ်ဆိုရင်24နာရီတစ်ရက်မှာဘယ်လောက်တည်တယ်တွက်ကြည့်ကဲတနည်းဆိုရင်တွက်ကြည့်တချို့ဒီတော့တွက်လို့တော့ငါများအသက်ရှင်တည်သလားစဉ်းစားမိမယ်ခင်ဗျာရှိသေးပါတယ်ဟာလေလုယာအာမင်အဲ့ဒီတော့ကြောင့်ဆာလာ90အပိုက်ငယ်14မှာအားလုံးအတူတကွဖတ်ကြရအောင်ယေရှုချီးမွမ်းခြင်းရှိကိုဖျားသခင်အားပို့စော်လောဂတိသစ္စာဓာရီအတိုင်းအမြင့်ဆုံးသောရာ၌သစ္စာဝတ်ကိုဖြေလောဖျားကိုယေရှုတင်ခြင်းကိုပြောရမယ်2026ခုနှစ်365ရက်တိတိကိုငိမ့်ချမ်းစွာဖြတ်တန်းခွင့်ရဖို့ဆိုရင်ထာဝရဘုရားပဲပေးပိုင်ခွင့်ရှိတယ်အဲ့ဒီထာဝရဘုရားပေးပိုင်ခွင့်ပေးတဲ့ဘုရားစီကနေငိမ့်ချမ်းစွာ365ရက်ကိုဖြတ်တန်းဖို့လူကအထံတော်ကနေလက်ခံရရှိဖို့လူကဒီနေ့တိုင်အောင်အသက်ရှင်ခွင့်ပေးတဲ့ဘုရားကိုယေရှုတော်ကြီးတော်ပြည့်ချီးမွမ်းကြရအောင်အာမင်ဘာကြောင့်လဲဒါကအေယာကနော်ဖြတ်တန်းခွင့်ရတယ်အဲ့ဒီဖြတ်တန်းခွင့်ငင်းချမ်းစွာဖြတ်တန်းခွင့်ရတဲ့ကာလအတွင်းမှာအတုံးလူတဲ့အရာမှန်တပြလဲထပ်ပြီးတော့ပေးမှဖြစ်တယ်အဲ့ဒါကထပ်ဆင့်ဂျေဇုဖြစ်တယ်ငင်းချမ်းစွာဖြတ်တန်းခွင့်ကဂျေဇုတော်ဖြစ်တယ်အဲ့ဒီထဲမှာလူအပ်တဲ့အရာမှန်တပြကိုထပ်ပြီးတော့ပေးခြင်းဟာထပ်ဆင့်ဂျေဇုဖြစ်တယ်ဘုရားရှင်နာမကြီးတာ၍ဘုံကြည်ပါစေယောဟန်ခန်းကြီးတဲ့အငယ်16မှာထိုသူ၏ပြည့်စုံခြင်းမှာလဲဂျေဇုတပါး၌ထပ်ဆင့်၍ဂျေဇုတပါးကိုငါတို့ရှိသမျှတွေခံရကြ၏အားလုံးငိမ့်ချမ်းစွာဖြတ်တန်းယုံတာမကတဲ့ အတုံးလူတဲ့အရာတခါတလေအတုံးမလူပြီးမဲ့အရာလူချင်တဲ့အရာတွေဖယားရှင်ချပေးပါစေအဲ့ဒီခါမှာမလည်းခိအခန်းကြီးတော့အငယ်ဆက်ခွန်အားလုံးအတူတကွဖတ်ကြရအောင်ဒီငါစီရင်တော်နေ့ရက်၌ငါပိုင်ထိုက်တော်ပန္တာတော်ဖြစ်လေအကိုက်အမှုကိုဆောင်တော်သားကိုအဘနှမျိုးတကယ်သို့ထိုသူတို့ကိုငါနှမျိုးမိဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏ဒီနေရာမှာငါစီရင်တော်နေ့ရက်မှာငါပိုင်ထိုက်တော်ပန္တာဖြစ်လိမ့်မယ်တဲ့ဒီယေရှုတည်တတ်တော်သူတွေယေရှုချီးမွမ်းတော်သူတွေငါပိုင်ထိုက်တဲ့ဘန္တာဖခင်ရဲ့ပိုင်ထိုက်တော်ဘန္တာဖြစ်ပြီဆိုရင်တဆုံတစ်ခုကိုလိုချင်တယ်ဆိုအဲ့ဘန္တာနဲ့ဝယ်တယ်မဟုတ်လားထို့နဲ့တဆုံတစ်ခုဖြစ်ပေါ်လာဖို့အလုံးကတဲအားဖြင့်ဖခင်ရှင်အမှုပြုတ်သွားလိမ့်မယ်ဟာလေလုယာ
ပြီးတဲ့အခါအကိုက်အမှုကိုဆောင်တော်သားကိုတဲ့ဖခင်ဒီကအကအယံကျွမ်းတဲ့သားသမီးတွေကိုတဘောချတယ်တဲ့အဲ့ဒီအကအယံတော်တဲ့သားသမီးတွေကိုမိဘတွေကနှမျောတယ်တဲ့တခုခုဖြစ်မှာကိုအယံရင်တတိတိဖြစ်တယ်တဲ့လုံးဝမဖြစ်စေချင်ဘူးတချို့တွေကနားလဲချင်မှနားလဲမယ်ယာကုပ်ကသူ့သား10ယောက်ကအေဂုတ်တုပြည်မှာဆံဝယ်ဖို့ကိုအချိန်မရွေးသွားလို့ရတယ်ဒါပေမဲ့ဘင်ဂျမင်ကအသက်အန္တရာယ်ရှိတယ်တဲ့ဘေးရောက်ကောင်းရောက်လိမ့်မှာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုငါမလွတ်ချင်ဘူးတဲ့ဆိုတဲ့တဘောက10ယောက်ကဖြစ်ချင်တာဖြစ်ပါရှိရတယ်တဲ့သူတို့ဖြစ်ခွင့်မရှိဘူးတဲ့အဲ့ဒါမျိုးဒီဖျားမှရှိဘယ်သူတွေလဲအဖေကိုချစ်ပြီးအဖေရဲ့ကျေးဇူးကိုတည်တတ်ပြီးအဖေနားမှာပျော်တတ်တော်သူကိုအဖေကအနာကနေမခွာစေချင်ဘူးဘေးရောက်မှာကိုစိုးရိမ်တဲ့ဖျားဟာလေလုယာကာကွယ်မှာစောင့်ရှောက်မှာဖြစ်တယ်အဲ့ဒီတော့ကြောင့်တင်းရဲ့မျက်စိတန်ကျင်ထဲမှာဖျားကိုပဲအမြင်မြင်ရောက်မိဘူးကတင်းမှာမဟာဗျူဟာမြောက်တစ်ခုတည်းတော့တာဝန်ဖြစ်တယ်ဒါဆိုရင်ဖျားသခင်တင်းကိုနှမျောမှာဖြစ်တယ်နံပါတ်4ကိုကြည့်တဲ့အခါမှာဘာတွေ့လဲဆိုရင်ယနေ့ဒီအတိတ်ကိုပြန်လဲတုံတက်ရနဲ့အနာဂတ်အတွက်အတိတ်ပြင်ဆင်ရရေးပါတော်တဲ့နေ့ဖြစ်တယ်အတိတ်ကိုပြန်လဲတုံတက်ရမယ်ကပ္ပဦးကျမ်းခန်းကြီးတဲ့အငယ်31ဖျားသခင်ဒီဖန်ဆင်းသမျှတို့ကိုကြည့်ပြီးတော့အလွန်ကောင်းဒီကိုမြင်၍ညက်ဦးနဲ့နာနဲ့ဒီစတမနေ့ရဖြစ်လာတယ်သူလုတ်ပေးသားတွေကိုပြန်ကြည့်တယ်ကောင်းတယ်ကဲနံပါတ်1 2025ခုနှစ်တနင်္ဂနွေ52ပတ်ရှိတယ်ကျွန်တော်52ပတ်မှာဘယ်နှပတ်ဇစ်ပလင်နာမရောက်ခဲ့ပဲဘာကြောင့်မရောက်ခဲ့တယ်လဲငါနဲ့ငါရွေးချယ်လို့မရောက်တာလားအကြောင်းတစ်ခုခုကြောင့်ငါမရောက်ခဲ့တာလားတော့မဟုတ်ရင်ငါကဖျားသခင်ကိုတကယ်ကိုအဲ့လောက်ကြီးအလင်းနဲ့တန်ဖို့မထားမိလို့ငါပြက်ကွက်ခဲ့တာလားပြန်လဲတုံးတချေရမယ်နောက်ဆုံးမှခရီးသွားတယ်ဆိုရင်ရောက်တဲ့ခရီးမှာမပြက်ကွက်ရဘူးလမ်းခရီးဆိုရင်မတတ်နိုင်ဘူးဒါပေမဲ့လမ်းခရီးမှာတော့တနင်္ဂနွေနေ့ဆိုရင်ကျန်းစာဖတ်ပြီးကားပြတ်တယ်ဆိုရင်တစ်ပယ်အောက်မှာဆုတောင်းရမယ်ဖခင်နဲ့မေတ္တာဖွဲ့ရမှာဖြစ်တယ်52ပတ်ကိုမပြက်ကွက်ရဘူးဘဝဆိုတာအရန်တူတောင်းလို့အားကြီးတယ်တနည်းဆိုတာတူပူတောင်းမှတူတယ်တူတောင်းလို့52ပတ်လေးကိုဘယ်တော့မှမပြက်ကွက်ဘူးဆုံးဖြတ်ချက်ချပါပြင်ဆင်ပါအာမင်အာမင်နောက်နံပါတ်2တိကျတဲ့ရည်မှန်းချက်ထားရမယ်ယောရှု1:3မောရှေကငါဒီရှိတဲ့တင်နေတော်မီကိုတင်ငါအပိုင်ပေးနေဒါတမဟောင်းဓမ္မတိယောခန်းကြီးစငါအငယ်ငါဒီစပင်းနွေပဲပြီးတင်လို့ဒီအခက်များဖြစ်ကြ၏ငါဒီတင်ငါနိုင်တီငါဒီလည်းတင်တော့နိုင်တီထို့သူတွေများစွာသောအတီကိုတီးရမယ်တဲ့တင်ဘာလို့တလဲဒီလက်အတီးများစွာတီးလာမယ်နှုတ်အတီးများစွာတီးလာမယ်တင်မြင်ကွင်းထဲမှာတင်ချီနှက်လောက်တဲ့အားကြစရာဖြစ်တဲ့အရာတွေကိုယေရှုခရစ်တော်ကမြင်ခွင့်ပေးလိမ့်မယ်ပိုင်ဆိုင်ခွင့်ပေးလိမ့်မယ်တိုးပွားတိုးတက်ခြင်းအခွင့်ပေးပေးလိမ့်မယ်ဟာလေလုယာအဲ့ဒီတော့ကြောင့်ရည်မှန်းချက်ရည်ရွယ်ချက်တိကျကျဥမာမှုဆောင်ဆိုရင်ပျောက်ဆုံးဝိညာဉ်ဘယ်လောက်လူဘယ်နှယောက်ကိုယေရှုကြောင့်ဝင်ငါရမယ်လူဘယ်နှယောက်ကိုခရစ်တော်စီကိုပို့ဆောင်ရမယ်ရည်မှန်းချက်ဒီတဲ့အခါမှာကျွန်တော်ကုန်ခဲ့တဲ့နေ့ဒီလိုမဟုတ်ဘူးလူနာဒီဆုတောင်းရင်ပြီးပြောက်ရမယ်ဒါဆိုပြီးပြောက်ဖို့ကျွန်တော်ဘာလုပ်ရမလဲအစာရှောင်ဆုတောင်းခြင်းမှာအပအေနတ်ဆိုးတွေကိုမုံထုတ်လို့မရဘူးအတိအကျပြောထားတယ်အစာရှောင်ပြင်းရင်မရတော့ဘူးဆုတောင်းရုံနဲ့မဖြစ်တော့ဘူးအဲ့ဒီတော့တခုခုနမဲလဲခဏဖြစ်ခြင်းတဲ့ရည်ရွယ်ချက်ရှိတယ်ဆိုတော့ဖို့ခပေးရမယ်ပေးဆိုင်ရမယ်အဲ့ဒီခါဖခင်ရဲ့ဘုန်းတော်ကိုမြင်တွေ့ရမယ်ဖခင်ဘုန်းတော်မြင်တွေ့တိုင်းမှာဖခင်ရဲ့ကျွန်တော်တို့ကိုကြည့်ရှုတဲ့ဂယုဏကောင်းကြီးကသူ့ဟာနဲ့တို့မြည်ရည်ကဲ့သို့စီစဉ်လာမှာဖြစ်တယ်ဖခင်ရှင်နာမဒီတာ၍ဘုန်းကြီးပါစေနံပါတ်3အခက်ခဲကိုရင်ဆိုင်နိုင်ရန်ပြင်ဆင်ထားရမယ်အခက်ခဲဆိုတာရှိလာမယ်စာမီပွဲရှိမယ်စာမီပွဲရှိတယ်ဆိုစာကိုဖတ်ရမယ်စာကိုပြန်လေ့ကျင့်ရမယ်တင်ပိသားတွေကိုပြန်လာရမယ်ပြန်ပြီးစာမျိုးပြင်ရမယ်ထိုနည်း၎င်းပဲအခက်ခဲကိုရင်ဆိုင်ဖို့ပြင်ဆင်ထားရမယ်ပေါလုကဖိလိပ္ပိအခန်းကြီးလေးအငယ်7မှာငါတို့ထိုတို့ငါဆိုတော့ကိုယ်တိုင်ဆင်းရဲခြင်းကိုရေမှတ်ရွှေရှုရီမဟုတ်အကြောင်းမူကားငါဒီတွေ့ကြုံတမျှသောအချင်းရာတို့၌ရောက်ရဲသောစိတ်စီအံ့တော်ငါတင်မိပြီတဲ့ဂျေရုဆလင်မှာတွားရဲ့အချုပ်ခံရမယ်ထိတ်တုံးနဲ့ခါချင်းခါရမယ်လက်ကိုတန်ကျိုးနဲ့ခြေချင်းခါရမယ်တေဘူးအတွက်ပြင်လဲငါပြင်ဆင်ပေးသားပါတဲ့အဲ့လိုရှင်ပေါလုကသူ့ဘဝကိုဒီလိုရပ်တည်တဲ့ခါကျတော့နေရာတကာမှာအောင်မြင်ခြင်းရပြီးတော့တမန်တော်တွေထဲမှာ
များစွာသောစာဆောင်ကိုရေးတဲ့တမန်တော်ကြီးဖြစ်လာတာတွေ့ရတယ်နံပါတ်၄မလျှောက်ဘူးတဲ့လမ်းကိုလျှောက်ရမှာဖြစ်လို့တတိထားရမယ်မနေ့ပြန်ဟာမလျှောက်ဘူးလာမယ့်ပတ်ကမလျှောက်ဘူးတဲ့လမ်းလာမယ့်လကမလျှောက်ဘူးတဲ့လမ်းမတော်ဘူးတဲ့လမ်းကိုတွားရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ယောရှုမစာခန်းကြီး3အငယ်4တက်တာတော်နဲ့တင်တို့ဆက်ကြကိုအတောင်2000ချား၍ခရီးကွာစေရမည်လိုက်ရတော့လမ်းကိုတိမိအကြောင်းတက်တာတော်အနီးတို့မချင်းပဲလိုက်ရမည်ဤလမ်းဒီတင်တို့တစ်ခါမှမလိုက်ကြသေးတော့တင်တို့တစ်ခါမျှမလိုက်ကြသေးဟုလူအပေါင်းတို့ကမှာထားကြ၏ဆိုတဲ့အခါမှာဆိုလိုတာကဓမ္မဟောင်းခေတ်မှာပရိညင်တက်တာကိုရှိမှတော့အဲ့ဒီပရိညင်တက်တာရှိတဲ့အတွက်ကြောင့်ပရိညင်တက်တာရဲ့ရှိမှဒီပရိညင်တက်တာလမ်းလွယ်လို့မရဘူးဥတီယာကိုတိကျစွာတွားရမှာဖြစ်တဲ့အတွက်ကြောင့်ပရိညင်တက်တာရှိမှဒီပရိညင်တက်တာမှာကျိန်းဝတ်တဲ့ဘုရားကရှိဆုံးမှလမ်းညွန်ပေးတယ်ရှိဆုံးမှလမ်းညွန်ပေးတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီပရိညင်တက်တာကိုကြည့်ပြီးတော့တွားရတယ်ထိုနည်းအောင်ပဲမချောက်ဘူးတဲ့လမ်းကိုတွားမှာဖြစ်တဲ့အတွက်ကြောင့်ယေရှုဘုရားကိုမြဲမြဲမောက်ပြုရမယ်ဟာလေလုယာဟာလေလုယာဟာလေလုယာနံပါတ်5နောက်ဆုံးလည်းဖြစ်တယ်ရှိနိုင်ရှိတဲ့အရာကိုယုံကြည်ခြင်းနဲ့မျက်မှောက်ပြုရမယ်ဟေဘရဲ7:1မှာယုံကြည်ခြင်းဒီမျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်သည်မမြင်သေးသောအရာတို့ကိုတိမှဆွဲလန်းခြင်းအကြောင်းဖြစ်သည်ကျွန်တော်ဘုရားကျောင်းကအခုအကျမ်းထဲပြီးခါနေပြီမနေ့တိုင်းကျွန်တော်ဘုရားကျောင်းအတွက်ဆုတောင်းတဲ့အခါမှာဘုရားရှိခိုးမဲ့နယ်ပယ်ကိုကျွန်တော်ကြိုမြင်တယ်ပြီးတဲ့အခါမှာဒုတိယထစားတောက်ခန်းတွေအပေါ်ပါသွားတဲ့ခန်းတွေမိဖို့ချောက်ချက်ပြုတ်တဲ့နေရာတွေ chapel တွေစန္ဒကိုခန်းတွေဆုတောင်းတိုင်းမှာကျွန်တော်ကောင်းကောင်းမြင်ရတယ်တကယ်လည်းမျက်မှောက်ပြုတယ်ပြီးတဲ့အခါမှာပထမထယုံခန်းတွေကျောင်း classes library တွေမြင်ရတယ်လာမယ့်နေ့ခရစ်စမတ်နေ့တကူဘယ်လိုလုပ်ရမယ်ဆိုတာတောင်မှဟိုဘုရားကြောက်ရောက်ရင်ဘယ်လောက်ကြီးကျယ်မယ်ဆိုတာတောင်မြင်အောင်မိတယ်ဟာလေလုယာဟာလေလုယာဒါကကျွန်တော်ယုံကြည်ခြင်းနဲ့မျက်မှောက်ပြုရတာဖြစ်တယ်ပြုတဲ့အတိုင်းလဲတကယ်ဘုရားရှင်ကဖြစ်စေမှာဖြစ်တယ်သူဘုရားရှင်နာမကြီးတာ၍ဘုံကြီးပါစေဘာကြောင့်လဲဆိုဟေဘရဲဩဝါဒစာခန်းကြီး7အငယ်1မှာသူပါရမီကြောင့်စီဟောင်းလူတို့တွေချီးမွမ်းတော်မူခြင်းကိုခံတော်မူ၏တဲ့ခံရကြ၏တဲ့အာဗြံကဣဇက်မမွေးသေးဘူးဒါပေမဲ့ဣဇက်နဲ့ယာကုပ်ရဲ့သားသမီးတွေနဲ့တဲတော်ထဲမှာအတူနေပြီးရီမောကြတယ်တဲ့ကျမ်းစာထဲမှာဒါကိုသူမျက်မှောက်ပြုပြီးမြင်အောင်မိတယ်ဟာလေလုယာဒီနေ့လည်းအိမ်မရှိသေးသောသူတွေခင်ဗျားတို့အိမ်ကိုမြင်အောင်မိပါကားမရှိသေးသောသူတွေကားကိုမြင်အောင်မိပါအာမင်ကားမြင်အောင်မိပါ၄ဘိန်းကိုမြင်အောင်မိပါ၃ဘိန်းကိုမမြင်အောင်မိနဲ့ဟာလေလုယာအာမင်အာမင်ဆိုလိုတာကဟိုစီးပွားရှာဖို့ဆိုရင်အမျိုးမျိုးပေါ့တဲ့အိမ်စီကားက၄ဘိန်းဖြစ်ရမယ်အာမင်ပြောတဲ့လူတွေတဲ့တော်ခွန်ဘုရားရှင်ချပေးပါစေနောက်မှပြောတဲ့လူတွေရှိတဲ့အတွက်ကြောင့်ရရှိခြင်းတယ်နောက်မှပြောတဲ့လူတွေလည်းတဲ့တော်ခွန်ဘုရားရှင်ချပေးပါစေဟာလေလုယာတချို့တွေကအဲ့လိုမျိုးပြောတဲ့အခါမှာဆက်ကမှာကလည်းကလေးကဆန်လို့ပဲကလေးချနေတာပဲပြောလိမ့်မယ်ကျွန်တော်တို့ဒီလိုပြောသွားလို့ဖြစ်လာတဲ့အရာတွေကျွန်တော်မှတက်တည်များစွာရှိပါတယ်။ဘာကြောင့်လဲဆိုရင်ဒီနေရာကဖခင်သခင်ကပြောသမျှကိုဗိတ်သိပ်ပေးတဲ့နေရာဖြစ်တယ်။အာမင်။အာမင်။အာမင်။ဒီတဲ့ကမှာကျွန်တော်တို့မှလည်းတကယ်လိုအပ်တဲ့အရာတွေဖြစ်တယ်မဟုတ်ဘူးလား။ဘုရားရှင်နာမကြီးတာ၍ဘုံကြီးပါစေ။ဖိလိပ္ပိခန်းကြီး3အငယ်15ထို့ကြောင့်စုံလင်သောသူရှိသမျှတို့သည်ဤတုတ်သောတဘောကိုဆွဲလာရကြမည်။တဲ့တို့ဒီတဆုံတစ်ခုသောအရာ၌တဘောချာနာလျင်ထိုအရာကိုပဲဘုရားသခင်သည်ဖော်ပြတော်မူလိမ့်မည်အဲ့ဒီအတွက်ကြောင့်အချိန်တန်နဲ့နေ့တစ်နေ့မှာဘုရားသခင်သည်တင့်ကိုချီးမြှောက်မှာဖြစ်တယ်၎င်းအတွက်ယနေ့တိုင်အောင်ဘုရားသခင်သည်ကျွန်တော်ကိုစောင့်ရှောက်ခဲ့တယ်ဆက်ပြီးလေသူစောင့်ရှောက်အောင်ပါလို့ယူသားစွာနဲ့ခံယူပါအချိန်တန်တဲ့နေ့တစ်နေ့မှာဘုရားသခင်တင့်ကိုချီးမြှောက်လိမ့်မယ်ဟာလေလုယာဟာလေလုယာယေရှုတင်ပါတယ်